ရှင်းမတူလေကျမတို့နှောက်ရှက်မှမကြံနဲ့နော်ကိုပါညူမီရဲ့ကိုတက်ညူမီဒီမှာလာဆောက်နေလားယင်ဒါပေါ့ညူမီရဲ့ညူမီလာမဲ့လမ်းမှာဒီလိုမျိုးစောက်တာဆိုလို့ကိုတက်ကလွယ်လို့တခြားကောင်ရှိသေးလားဒါမဲ့ကိုတက်ရဲ့ကိုရွတ်တိသွားမှာမကြောက်ဘူးလားယင်မင်းကိုဇိုးတွေလူမိုက်တွေဆိုတာကိုတက်သိတယ်မင်းကိုကဇိုးတယောက်ဖြစ်နေလို့ငါမင်းအချစ်ကိုမရဘူးဆိုရင်ငါဒီတက်ဘယ်လိုလုပ်ရတော့မှာလဲအေးအဲ့တော့မင်းကိုကြောက်တဲ့စိတ်တွေငါ့နှလုံးသားတွေနဲ့ဖိထားလိုက်အဲ့တော့သူလဲလူကိုလဲလူပဲလေကြောက်เสียပါရှိလို့လေညူမီဟုတ်တယ်မလားဟာပေါ့ကိုတက်ရဲ့ဟဲ့ရသူလဲလူကိုလဲလူဆိုပြီးသွေးသားချင်းတူပေမဲ့တက်သိချင်းမတူဘူးကွာမင်းအသက်ပြောက်ပြီးအလောင်းမပြောက်ချင်တာလားဟာလားကိုထမ်းခမည်းဇိုးဆိုတာကြုတ်သိတယ်ဒါပေမဲ့ကြုတ်ဘာကောင်လဲဆိုတာတော့ခမည်းကဘယ်သိအောင်ပါလဲခမည်းဇိုးတယောက်ဖြစ်လို့ဇိုးညမကိုမကြိုက်ရအောင်မချစ်ရအောင်ဆိုရင်ဒီတက်ကြုတ်သူ့အချင်းနဲ့ဝေးသွားမှာပေါ့ဒီမဲ့ခမည်းနားလည်လိုက်စမ်းပါအပြိုလူပြိုချစ်တာဗျာဟုတ်တယ်မလားကျုပ်ကလည်းအပြိုသူကလည်းလူပြိုဟာမှားနေတယ်လေကိုတက်ကလူပြိုညိုမီကအပြိုဘယ်နဲ့ကိုတက်ကအပြိုဖြစ်ရတယ်ဟုတ်တယ်ဟို तू ကလည်းအပြိုကျုပ်ကလည်းလူပြိုအပြိုလူပြိုချစ်တာဗျာ तू လည်းသဘောတူတယ်ဘာဖြစ်လဲဟဲ့သူသဘောတူပဲငါသဘောမတူဘူးအဲ့ဒါဆိုခမည်းကျုပ်ကိုဘာဖြစ်ချင်လဲဘာလုပ်ချင်လဲပြောဗျာဟာကဲကွာဟာကဲကွာကောင်တော့လည်းဘာရှိဟာကောင်ဘာလဲကွာဟဲ့မင်းကရိုက်တာကွာယောက်ျားလိုမှမရတယ်မပေးသားမင်းဒီလိုအားနဲ့ပါလို့ရိုက်လေကွာအဲ့လိုရိုက်လေကွာကြိုက်ချမ်းဟာမင်းတို့ထုံးနေမရဘူးဒါနဲ့ခုံမယ်ကွာဟဲ့ဟာဟဲ့ဘေးဒီမဲမင်းဒီသားနဲ့လေဒီလိုရှင်းအောင်ဘာမှမရှိဘူးကွာသိလားရဟဲ့သိလားရဟမ်အေးမှတ်ထားတုတ်ပြီးဓာပြီးငါတတ်ဆိုတာငါပဲမဲအိတ်တော့ကိုယူလိုက်အယူဟာရိုက်လေငါ့ကိုရိုက်မင်းရိုက်ချင်တယ်မလားရိုက်လေရဘာကြည့်နေဟဲ့ရိုက်စမ်းရရိုက်ဟဲ့ငါ့ကိုရိုက်စမ်းရရိုက်ဟဲ့ရိုက်ဟဲ့ဘာလဲငါအိမ်မမနေတာအိမ်မဖိုင်မအိမ်မထဲမှာငါတုတ်ပြီးဓာပြီးရရောငါ့ကိုဓာနဲ့ခုတ်တာငါမသိဘူးပြီးတော့ငါ့ကိုတုတ်နေနေရိုက်တာငါဘာမှဖြစ်ဘူးလားဟာတကယ်ပဲငါအိမ်မထဲအတိုင်းငါစောနေပြီလားမသိဘူးကိုကြီးအိမ်ကတော့ထူးဆန်းနေထူးဆန်းနေရဒီလိုလုံးလိုက်ကွာဟဲ့မင်းငါ့ကိုရိုက်ကြည့်ရတယ်ကျင်းတယ်နော်ကျင်းနေရမင်းဘာလို့မပိုက်တယ်ကိုကြီးပဲရိုက်ဆိုမင်းပိုက်ကနေမဟုတ်ဘူးလေတုတ်ပြီးဓာပြီးဆိုတော့မင်းကတုံးနေရိုက်ခိုင်းတာဗောတုံးနေရအေးလေဟဲ့မင်းကတုံးနေရဘာတော့ဟိုမရှိပြန်ဟာရဟဲ့ငါဘာဖြစ်လဲငါမနာဘူးကြောမနာဘူးအေးမနာပြန်လောင်းရကြတော့ဘင်းနာလားနားတယ်ဗောဗျမင်းနာတယ်နားတယ်ဗျငါမနာဘူးကြောမကြည့်အဲ့လိုစွာနေတော့ပြီးစွာနေတော့မင်းငါရိုက်တယ်ကျင်းတယ်နော်ကျင်းတယ်ပါလေရိုက်စမ်းပါချက်ရကိုဟာငါတော့အမှုပတ်ပြီးထင်ပါတယ်ကွာကိုကြီးဟာပြီကိုကြီးအမနေဟိုတရင်ကြပြီဘာတဲ့လဲမောင်လေးဘာတရင်ရမှာလဲငတ်တက်လေအိမ်မက်ထဲမှာဒုတ်ပြီးဓာပြီးတယ်ဆိုပြီးသူ့ညီကိုခေါင်းရိုက်ခွဲခိုင်းတာလေအဲ့တော့ဘာဖြစ်ရမှာလဲအခုသူ့ညီကတကယ်ရိုက်လိုက်တော့ငတ်တက်ဆေးုံတင်ထားရတယ်တဲ့ငါတက်နဲ့ဟဲ့အုံတော့မရှိဘူးလားအိမ်မက်ထဲမှာဒုတ်ပြီးထားပြီးတယ်ဆိုရင်အပြင်မှာပြီးမလားဒါနဲ့နေပါဦးတချို့လေဒုတ်ပြီးထားပြီးဖို့ဆိုရင်လေစုပ်တို့အင်းတို့ဆေးတို့ထိုးရင်လေဒုတ်ပြီးထားပြီးတယ်နော်အမအဲ့လိုစုပ်တွေဆေးတွေအင်းနေပေါင်းရင်တကယ်ဒုတ်ပြီးထားပြီးလားဟဲ့ပြီးတယ်လေဟိုဘာလို့ရွာရလဲဘာကြီးတောင်သိတယ်မလားဘာကြီးတောင်သိတယ်လေအေးဘာကြီးတောင်ကလေစုပ်တွေအင်းနေထိုးတာတော့ဒုတ်ပြီးထားပြီးနေတာလေဩဒါနဲ့အဲ့ဒီဘာကြီးတောင်သိပြီလေ
ဒုတ်ပြီးတားပြီးတယ်ဆိုဘာကြီးတော့ဘာလို့တည်တာတော့ အဆိုင်ဦးသက်ပေါက်ပြီးသေးတာ ဘာဆိုင်လို့လဲ ဟဲ့ဆိုင်တာပေါ့အဆိုင်ဦးသက်ပေါက်မှတော့ခွက်ဆက်ခဲနဲ့မဝင်ရဘူးလား ဝင်ရတယ်လေ သူကဓာပြီးနေရလေဓာပြီးတော့ခွက်စိတ်ဓာမတိုးဘူးလေအဲ့တော့သေးတာပေါ့ အေးဒါလည်းဟုတ်တာပဲနော်ဟိုအမဟိုကျွန်တော်လေဒုတ်ပြီးတားပြီးကျင်တာလीဘာဆိုင် မင်းကဘာလို့အတင်းထိုးကျင်နေရတော့မရဘာထိုးကျင်တော့လင်းကအား200လင်းကအား200တဲ့ဆရာဟော မင်းတို့ရတယ်ကွာဒီနေရာဘာမှမနေလို့လေ ဘာလဲ ဘာပဲနေရလဲဆရာမသိဘူးတကောက်ထိုးမယ်ဆိုလေဒါနှလုံးတိုင်းလား ဟုတ်ဘူးကွာ မဟုတ်ဘူးလေစေးပေါက်တယ် အေးဆေးပေါက်တာလေဟိုဆရာကြီးကဟိုဒုတ်ပြီးဓာပြီးဆေးတွေကိုထိုးပေးတဲ့ဆရာကြီးဆိုတာ ဟုတ်တယ်လေ ဆရာကြီးပါကျဲ မအောင်ဘူးကွာဘာမှမဖြစ် ဟုတ်ကဲ့စမ်းမယ် မကြောက်နဲ့လေစေး ဒုတ်ပြီးဓာပြီးဆေးစမ်းမယ်စမ်းမယ်အုတ်နေတယ် ဘာပြီ ဟာတဲ့မင်းကဘာမှမဖြစ်ဘူးလား ဘာပြီမနာဘူးမနာဘူး အောင်ပြီ အောင်ပြီမင်းတို့အောင်ပြီသွားမယ်အောင်ပြီသွားမယ်သွားပြီ တဲ့ရအဲ့ဒါဆိုကျွန်တော်လည်းထိုးမယ်ဆရာကျွန်တော်လည်းထိုးမယ်ကျွန်တော်လည်းထိုးမယ်ဆရာဟုတ်ကညုံမီးရှိသွားလို့များကျွန်တော်လည်းထိုးမယ်ဆရာ ဘာမှမဖြစ်ကြ အောင်ပါပြီအောင်ပါပြီအောင်ပါပြီဟာအယူတွေငါဒိတ်တန်နာတဲ့အုံးကြီးကရအတူကွာအတူအယူတွေ နေကော ဒါတော့မှညုံဘာဖြစ်လို့လဲ ဒါရဲ့အဲ့လောက်ထိအစ်စ်မြေးပါနဲ့ကိုကြီးတို့ကြောင့်လည်းသိတယ်မလား ဟာဒီမှာမင်းကိုတွေဘာဖြစ်လို့မင်းကြောက်နေတာလဲ ကြောက်ရတာဗောကိုကြီးရဲ့ ဟာဒီမဲ့သူတို့လူဆိုးလူမိုက်ရှာလဲကိုတက်သိတယ်အေးဒါမဲ့ငါလူဆိုးလူမိုက်တော့မဟုတ်ဘူးဒါပေမဲ့သူတို့ကငါကြောက်စရာမလိုတဲ့အားသာချက်တွေငါမှရှိတယ် အမလေးဘာရော မသိဘူးလားညုံမီကိုမင်းကိုလာခိုးတယ်ဆိုတာတတ်သိရှိလို့မဟုတ်ဘူးတဲလေးရဲ့ကိုထိုးထားတဲ့ဆေးအောင်ထားလို့ကိုဆေးတွေအောင်ထားလို့ ဟိုဘာသေးထိုးတာတော့ ဒုတ်ပြီးဓာပြီးဆေးကိုဒီကြောကုန်းမှာထိုးထားတယ်ဒုံးနဲ့လည်းဘာမှမဖြစ်ဘူးဒါနဲ့ကိုလည်းမသိဘူးတဲလေးရဲ့ အမေတကယ်လားကိုတဲ့ရဲ့ ဟာတဲလေးရဲ့တကယ်ပြောတာဗောတဲလေးရဲ့အဲ့ဒီဆရာကြီးပါကျဲတကယ်စွမ်းတာတော့သူထိုးပေးလိုက်တဲ့အချိန်မှာကြောကုန်းမှာစစ်ပြင်းကနေပြတ်သွားတော့နောက်လေကြောင့်အုတ်နေကင်းနဲ့ကိုကောင်း3-4ကြောက်လောက်ရိုက်တာခေါင်းလည်းမကွယ်ဘူးနာလည်းမနာဘူးအဲ့တော့ကိုဆေးအောင်ပြီလေ ဒါဆိုညမအကလို့ရ အေးဟုတ်တယ်တော့အာကိုရကဲအဲ့လိုမျိုးမြင်နဲ့ကိုနဲ့အဝေးကပေါက်ထွက်သွားကြမလား ဟဲ့ကစေးကမင်းတယောက်တည်းထိုးထားတာမဟုတ်ဘူးလေငါလည်းထိုးထားတာဟဲ့ငါလည်းထိုးထားတာ ဟဲ့မင်းဆေးထိုးတာပဲကွာဒါပေမဲ့ငါမင်းထက်အရင်ထိုးပြီးတော့မင်းထက်ငါအရင်ဆေးအောင်ပြီးသွားတာဟဲ့မင်း respect ထားငါရင်ခေါ်ရမလား မရဘူးလေညိုလေးညိုလေးပြောတော့ဟောရီကသွားခေါ်နဲ့ကောင်လေးကိုချစ်တယ်ဆို ဖီး ဟမ်ဟဲ့ဘာလို့လဲ မင်းကွာလူနဲ့သွားနဲ့မတိုက်ဘူးနော်ညုံမီအဲ့ဒီကောင်စကားတွေမင်းနားမကြောင်နဲ့နော်နေပေါင်းမင်းနဲ့ညုံမီနဲ့ဘာဘာညာရှိတာလို့လား ဟာသူငါ့ကိုဖြေပေးပြီငါ့ကိုချစ်တယ်တဲ့မေးကြည့်ဦး နည်းပါကိုရှင် နင်းနေပေးလို့ရမလားအဖေပြတဲ့ဆိုနင်းနေများလုံးလို့များနင်းအဖေပြအနီးလို့များတော့ပေးနေလားဟဲ့ညုံမီနေဘယ်မှမလုံးနဲ့နော်ဟိုသူ့ရွေးပါလားနေငါ့ကိုရွေးပါလားနေဆုံးပြ ညူမီလေးကိုရွှေခေါကိုလည်းချစ်တယ်ကိုတက်ကိုလည်းမခွဲနိုင်ဘူး อ๋อ2ယောက်ပေါင်းပေါ့အဲ့လိုလုံးလို့ရမလားလို့နေအဲ့လိုမလုံးနဲ့နေတယောက်ဆိုတယောက်ရွေးနော်ဒီမဲ့အသားကြီးကိုရှင်းမလားသွားရည်ချင်းကိုရှင်းမလားဟမ်ငါသွားငါအင်တီတင်းငါအထဲမှာနေတာလူကထိုင်တာသွားအင်ရှေရောက်နေတဲ့ကောင်အဲ့ဒီကောင်နေရွေးမလား ကျန်တာပြောဟဲ့အောင်သွားကိုထဲမပြောနဲ့အဲ့သွားမင်းခုန်နေလို့လားဟဲ့ မငါခုံးလို့ရမလားကွာ ပါအောင်ညူမီလားကိုတို့နှစ်ယောက်ကြမှာဘာလို့မှမသိတော့ဘူး ဟာညမီဘာလို့မသိတယ်မသိတယ်ဘာမှလုံးနေတယ်မင်းတို့ကောက်ွယ်နိုင်တယ်ကွာဒုတ်ပြီးတာပြီးစင်ငါထိုးတာနာနဲ့လိုက်ခဲ့ ဟဲ့ငါလည်းပြီးတယ်လေ ဟဲ့မင်းပြီးတာမင်းတော့မပြီး ငါလည်းပြီးတယ်လို့နေဦးနော် ဟဲ့ဟုတ်မလား ဖေးရတယ်ငါညီမတော့လုပ်လိုက်ဆက်လို့ပြောငါညီမတို့ သူကလူမိုက်တယ်ငါကြောက်တယ် ကြောက်တယ်နော် အော်ရှင်တို့ပြောဒုပိတာပစ္စည်းထိုးထားကြတယ်ဆိုဘာလို့ကြောက်ညာလဲ ဟုတ်တယ်လေကွာ ဟုတ်တယ်လေ ဒဗီတာဗီသေးထိုးထားလေ လာပြီစီလာခဲ့ရ ဟာကြောက်စရာမလိုတော့ဒီချိန်မှာမင်းနဲ့ငါနဲ့ပြန်စီးလုံးရမယ် ဘာလဲဟာမျိုးကောင်တွေကဇိုးတယောက်ရဲ့ညီမတော့ဆွဲလိုက်လာမှခန့်လေးစားလုပ်ရဲတာမင်းတို့တက်တိနေတဲ့တက်တိတော့မဟုတ် ဟ
ဟဲ့ရ ငါသားမင်းဘယ်လိုရှောက်နေရတော့ ဟဲ့ငါတို့စိတ်ထိုးထားလေဒီကောင်စိုက်နေရှောက် ဟဲ့အဲ့မဆိုင်နဲ့မင်းပုံစံအဲ့ဒီစိုက်ပုံစံမပေါ့ဘူးနည်းနည်းတောင်းတောင်းဖြောင်းဖြောင်းရှောက်လေ ဟုတ်လားအေးရ အေးအဲ့ဒါကြီးကတော့လေဖြတ်နေတယ်လို့ပဲလေကွာလူမရှိမှမင်းလူလုံနေရလေစိတ်ထိုးရနော် ဟဲ့မင်းအပြောဆိုဆင်ញင်လိုက်နော်အေးမင်းဇိုးလားလူမိုက်လားဝါစားပလိုက်လို့ရတယ်အနေထားရင်မင်းမသိသေးပါဘူး နားမလဲဘူး ဟာမင်းတို့ကောင်ရိုက်ခွဲလိုက်မှာနော် ဟဲ့ရိုက်ခွဲတယ်မခွဲတယ်မပြောနဲ့အရင်လိုမဟုတ်တော့ဘူးမတနာနဲ့တော့အရင်လိုမဟုတ်တော့ဘူး ဟာလေမင်းတို့အရင်ကောင်းအောင်ပြင်အမိကုန်တာအခုဆောင်းကြွပြီလားအမောက်ထောင်တာဟာလား အမောက်ထောင်တာသိကျင်တယ်ပေါ့ အဲ့ဘာထောင်တာဘာအမောက်ထောင် ဘာထောင်တာသိကျင်တယ်ပေါ့ သိတယ် ဟဲ့အသိမရှင်းတော့ဘူးလေ ဟောသိချင်တယ် အသိကျင်တာသိကျင်တာဟုတ်ပြီဟဲ့ဘာလို့အမောက်ထောင်တာလဲတဲ့ငါတို့အမောက်ထောင်တဲ့အကြောင်းကိုမရှင်းပြလိုက်ကွာ ဘာလို့အမောက်ထောင်တာလဲဆိုတော့ဂျယ်လူထားလို့ အေးပေါ့ဒီအမေလေးဂျယ်လူထားလို့မင်းငကားမသိရအမောက်ထောင်တဲ့အကြောင်းကြီးမိတီစပင်းထောင်တော့ပြောတာဟုတ် ဟောငကားမန်းသိရပြောငကားမန်းသိရအမောက်ထောင်ပြနေတာစေးထိုးထားတယ်စေးထိုးထားတယ် ဘာစိတ်လဲအကျော်သေးလား ဘာသေးလဲတဲ့အကျော်သေးလားလေ ဟုတ်တယ်အားမရှိလို့အကျော်စီထိုးတာလို့ အားပြောနေလို့အကျော်သေးထိုးတာ ငါကန်ချလာဦးမယ် ဘာတော့ အကျော်စီမဟုတ်လေတုတ်ပြီးထားပြီး အာဒိုဘီဒါဘီသေးတွေထိုးထားတာ အဲ့ဒီအစေအကြောင်းသိအောင်မင်းကောင်းကရိုက်ခွဲကြမှာ ခွဲလိုက်စမ်း ခင်ဗျတကယ်ရိုက်မယ်ဆိုရင်အားထက်ရိုက်နော်အားပပရိုက် ဟဲ့ငါသက်ဟိုငါရိုက်မှလीမင်းဘာလို့အားထည့်ခိုင်းနေရတော့ ခမင်းဘာတွေတွေးကြောက်နေတာလဲဘာမှကြောက်စရာမလိုဘူးသူ့တက်မာကြောတဲ့အုံနီကဲနဲ့အစစ်စစ်ရိုက်တော့ငါတို့ခေါင်းတွေဘာမှမဖြစ်တာတီတုံးလေးရိုက်ရင်အဲ့တော့ကျိုးသွားအောင်မယ် ဟုတ်တယ်ရရင်ခွဲအောင်ရိုက်နော်ကျုပ်ကောင်းမခွဲရင်ခမ ्या ကြီးကောင်းပြန်ခွဲမှာနော် အဲ့ဒါကိုကြိုက်တာ ရိုက်စမ်း ဘာလဲအဲ့ဒီကောင်အောင်သွားပြီမလားငါပြောပါတယ်ဒုတိယပစ္စည်းထိုးတာပါတယ်ကဲအဲ့တော့ခမကြောက်ကောင်းရိုက်ချင်ဟိုကောင်မရောက်သွားကြောက်ပဲဟမ်ဘာဖြစ်လဲတော့တွေ့အော်ဟာဒီကောင်ကဆေးမအောင်တာကျုံနောက်မှထိုးလို့ဒီကောင်ဆေးမအောင်တာရတယ်ညွန့်မီမကြောက်နဲ့ဒီကောင်ကိုမင်းရွေးချယ်လိုက်တာမင်းမှားသွားမယ်နော်ကဲအခုခမကျုပ်ကိုဘာလုပ်ချင်လဲဘာဖြစ်ချင်လဲ စောင့်ကြည့် စောက်ကြည့်နေ စောင့်ကြည့် အဆိုင်ပါလားအဆိုင်မတော်ပြီမင်းနောက်ဆောက်အားနဲ့ရိုက်ဒီမဲ့ဒါမှလည်းသိလား ဂျိုးဆောင် အေးဂျိုးဆောင်ဟတ်တက်ခွဲအောင်ရိုက်စား ဟုတ်ပြီ ဟဲ့ထရိုက်ပါဦးထရိုက်ပါဦး ကြိုက်တယ် အဲ့လေခဏလေးဆိုသည်နဲ့ပါလေတွေးလေမင်းတော့ကပေးတာလား ဟဲ့မင်းကောင်းကကြာနေတာ ဆက်လာဟာကောင်းဟတ်တယ်ကြီးကွယ်သွားပြီငါကောင်းကွယ်သွားတာအစိကပုံပြုံးစိကအကိုတတ်အစိကပုံပြုံးမတို့တွေးလွင်သိမ်းမဆိုလို့လေ နောက်တစ်ချက် ခွေးမဲကောင်းရောက်ကွယ်သွားတာဟဲ့ငါကောင်းကွယ်အမေတို့လည်းသိနေလားမသိဘူး သုံးနေဝေညီမလေးမင်းတို့ပဲလာလေ ဟိုတုံးနေမကျွန်တော်တို့ညုံမီလို့ခေါ်တာကိုကြီး နောက်တစ်ခါမင်းအနေတိုင်းစင်ကျင် ဟုတ်ကဲ့ကိုကြီးမလောက်တာလာခဲ့နေ 你看打来呢？ မလေးကောင်းနေတော့ဘူးလေဒေါ်ဘီဒါဘီဆေးသွားထိုးရဲဆိုလို့ငါစိတ်မချလို့လိုက်လာတာနင်တို့သွားထိုးရဲဆေးဆရာလူလဲဟဲ့အခုအဲ့လိုရဲရဖမ်းသွားပြီနင်တို့လေသူအော်ဒီကအတူနဲ့စမ်းတက်လိုက်တာအော်ဒီကအတူဆိုတော့နင်တို့ဘာဖြစ်မှာလဲအခုကျတော့နင်တို့အစ်စ်တွေနဲ့ရိုက်ပြီးတော့တဲကိုပြီလားမသိဘူးလို့ပေါ့ဟဲ့နင်တို့ကမတွေ့နဲ့ဘာရလဲ ဒုံဘီတာဘီသေးစွမ်းနေဆိုလို့တယောက်တစ်ချက်မှရိုက်လိုက်တာဒုံနဲ့အဲ့လိုဖြစ်သွားတာမှာ အဲ့ဒါကပြောတယ်မြို့ပြည့်ရိုက်ပါလို့ပြည့်ရိုက်ပါလို့ငါပြောတယ် လောက်ပါတယ်ငါမြို့